လေးမွေးကနီဆောင်ထားတဲ့ကလေးအသုံးဆောင်ဟာဟုတ်လိုက်လားအနီးဩအဖြေကကလေးအနီးပဲထုတ်တယ်လားဟုတ်တယ်ကိုကတော့မြတ်သူကပြဖြစ်မလားကိုပါဖြစ်လေယာကြီးပါတငယ်ချင်းတွေမွေးကလေးတွေမွေးတာတွေထိမ့်မှုလားဒါမှမဟုတ်တူတူမတွေထိမ့်မှုလားထိမှုပါတယ်ထိမှုတယ်သိကြရနော်လက်ဆောင်တွေမှာဝယ်ပေးဘူးလားနော်ကလေးမွေးကနီးတဲ့စောင့်သားတဲ့နဲ့ကလေးအသုံးဆောင်ပစ္စည်းကလေးအတွက်အင်ဂျီနော်ဘယ်လိုမျိုးတွေဆိုရင်သူတို့ကနည်းနည်းထွေးထွေးရှိလဲဝယ်ပေးလက်ရှိလဲစောင့်သားအင်ဂျီကတော့သူတို့နောက်ကျောကျိုးချီလေးနဲ့အပွင့်လေးစနစ်တကျနော်အဖြေကဟုတ်ပြီယာရှာတော့မှာတူမလေးတွေရှိရ21ရောက်လားအဲ့လိုလားတူမလေး2ယောက်ပဲတူမလေး2ယောက်ကိုကတကယ်ထိမ့်မှုတယ်ထိမှုရအိုးဟုတ်ပြီဗျာကဲဒါဆိုရင်ကလေးမွေးကနီစောင့်ထားတဲ့နဲ့ကလေးအသုံးဆောင်နိုဘူးကိုရိုင်းအဲ့လိုမျိုးခြေပြီးတော့နိုဘူးတိုက်ဘူးလားမတိုက်ဘူးအဖြေကဟုတ်ပြီနိုဘူးပါနိုဘူးစောင့်ထားမယ်နော်နိုဘူးတွေအဲ့လိုမျိုးဖြော့ဘူးလားဖြော့ဘူးလားဘယ်လိုထည့်ရလဲလို့ပေါ့သူ့ချိုးစားတိုင်းမဲ့လေရင်းနဲ့ရှင်အေးခံပြီးတော့မှတိုက်ရတာဩဟုတ်ပြီလက်မရင်စမ်းဟုတ်ပြီနော်စေတနာရှင်ကြီးနော်မေတ္တာရှင်ကြီးနော်အေးခံတာနော်အဘူမခံဘူးနော်โอเคအဲ့ဆိုရင်အေးစစ်သေးပဲကလေးမွေးကနေတဲ့ဆောင်းသားတဲ့အသုံးဆောင်ပစ္စည်းစေးဘာစေးတုံးclimate change တော့ပါတော့ဟုတ်လားတော်သိရမယ်နော်စေးတွေပါအဲ့ဒါအဖြေကဒါနည်းနည်းသူဖြေသွားတာကလေးမွေးကနေတဲ့ဆောင်းသားတဲ့အသုံးဆောင်ပစ္စည်းတဲ့ no ကိုကိုရန်အဲ့လိုမျိုးလက်ဆောင်တွေပေးဘူးလား no ကိုရစားဘူးလားကိုဘကိုစားတာအဖြေကကဲဟိုဘကတိုင်းမင်းလေးရပါပြီမြကဲကလေးမွေးကနေတဲ့ဆောင်းသားတဲ့အသုံးဆောင်ပစ္စည်းတဲ့ဂျိုက်ပါဟုတ်ပြီဗျာကျုံးဘူးလားကျုံးမှုရမလားဟုတ်ပြီဗျာဒါပြောလေတူမတွေများလားအဲ့လိုလား2ယောက်အဖြေကတိုင်းပါဘာတို့တော့ရှိရမှာနော်ကဲရှိလားကလေးရှိတယ်ဟုတ်လားမရှိဘူးဟုတ်လေကိုအမျိုးတွေထဲမှာဟမ်တူမရှိတယ်တူမတွေရှိတယ်ထိမ့်ဘူးလို့လားထိမ့်ဘူးတယ်ဘယ်တော့အလုပ်ရှုပ်လဲတော်တော်အလုပ်ရှုပ်တယ်ဟုတ်လားဘယ်လိုမျိုးအမှတ်တရရှိလားကိုကလေးထိန်းနေအမှတ်တရဒီ4ယောက်တည်းကရှူပေါက်ချရတယ်ရှူပေါက်ချတာအမှတ်တရရှိဘူးလေနော်တူတူပဲမရှိဘူးဟုတ်ပြီဒါဆိုအတွေ့အကြုံရှိတဲ့ညီလေးပြော